update မှာ92နဲ့95ဟုတ်ကဲ့အပါကွာလဲ 92နဲ့95မှာ95ကလောင်ကျွမ်းအပူကောင်းပါလေခင်ဗျမှားတယ် ဗျာ92ဆိုတာ92ဟုတ်ကဲ့95ဆို95ဟုတ်ကဲ့3กว่าတယ်ဘိန်း3ဘိန်းနဲ့တွားတဲ့ကား3ဘိန်းကားမှားတယ် ဗျာစိုက်ကားလေနောက်တစ်ခုကကားတစ်စီးမှာဘိန်းဘယ်နှဘိန်းပါ ဟောဒါတော့ကလေးတောင်သိပါတယ်ခင်ဗျာ4ဘိန်းပေါ့ မှားတယ် ဟာ5ဘိန်းစပယ်ယာဘိန်းကိုမင်းလည်းသွားထားမှာနောက်တစ်ခုကကားတော့ကားပဲစီးလို့မရတဲ့ကား မဟုတ်ဘူးလေကားဆိုတာစီးလို့ရမှာမစီးလို့မရတဲ့ကားဆိုပဲရှိပါမလဲလို့ ရှိတယ်စီးလို့မရတဲ့ကား ဘာကားတော့ ပကြီးကား ဗျာ ရှင်းတယ်နော် ဗျာ နောက်တစ်ခုကမင်းရင်မောင်းတစ်ယောက်အနေနဲ့မင်းနဲ့ထက်ချက်မကွာအများကြီးရှိနေပြီပျောက်လို့မရတဲ့အရာအပါလေ ရင်မောင်းလိုက်စင် မှားတယ်ကားတော့မရှိရင်ဘယ်လိုမောင်း မဟာ application တွေမြန်မာစကားပေါင်း3000ကျော်ကို mobile phone နဲ့သာမက Android TV များမှာလည်းကြည့်ရှုနိုင်ပါပြီ။